ဆရာတို့စရအောင်ဆရာတို့ကပြန်လည်လေးချိန်ခန်းဆိုတဲ့သဘောတရားကနော်ပြန်လည်လေးချိန်ခန်းဆိုတဲ့သဘောတရားကဆရာဒီပု္ပ္ပစာတွေကိုပြန်ကြည့်လိုက်တယ်အဲ့ပု္ပ္ပစာတွေဒီမင်းတို့တောက်သမီးတို့ဗာဖြစ်ခဲ့ပြီးသားဆိုသင်ငယ်လေးကအကြောင်းအရာတွေကြီးတယ်အဲ့အကြောင်းအရာတစ်ခုချင်းစီမှာဆရာကပြန်ကြည့်လိုက်လို့မေးခွန်းနေဘူးဟိုကဖြေနိုင်တယ်ဆိုရင်မင်းတို့သင်ငယ်လေးကအကြောင်းအရာတွေဒီမင်းတို့တကယ်တက်ရောက်သွားပြီဆိုတဲ့သဘောအခုပြန်လည်လေးချိန်ခန်းနေဆရာကတွက်ကြည့်တယ်တပုတ်တွက်ကြည့်တယ်မရသေးဘူးဒါဆိုအဲ့တပုတ်နဲ့သက်ဆိုင်တဲ့အကြောင်းအရာကိုမင်းတို့ပြန်ပြီးတော့ကြည့်ရအောင်မယ်ဆိုတဲ့အဓိပ္ပာယ်ပဲဆရာဆရာမကဒါကြီးပြန်ကြည့်ဟေးဒါကြီးလုတ်ထားလို့ပြောစရာမလိုပဲနဲ့ဘူးပဲကို့အပိစိတ်တဲ့ကိုဘာလို့မှလို့ပြန်ကြည့်ကိုကြည့်ရမှာလို့သဘောပေါက်စောစောလေးတော့ဆရာကိုကြည့်ခဲ့တဲ့ပြန်ညာချင်းရသလားရတယ်ဆိုမင်းတို့အဲ့ပြန်ညာချင်းကိုမင်းတို့တကယ်နားလေလို့မရဘူးလားမရဘူးဆိုရင်ဆရာကနေပြီးတော့မင်းတို့ကို instruction ပေးပြီးတော့ပြန်ကြည့်ထားတော့လို့မခိုင်းရင်တော့မင်းတို့ဘာလုပ်ရအောင်တွက်ကြည့်ရမှာပြန်ကြည့်ရမှာအဲ့ဒါဘာလို့တကယ်လူချင်းတဲ့အကြောင်းသားတကယ်ပညာတတ်ခြင်းတဲ့အကြောင်းသားကိုယ့်ဘာလို့မဖြစ်မှာလို့ခိုင်းနေတာပေါ့ဟုတ်တယ်လားနော်ဒါကြောင့်